မင်္ဂလာပါရွှေရဲတူးရဲဒီမှာကော်စလုံးထမင်းဘယ်လိုပြောမလဲထမင်းနဲ့သားလို့ရတယ်ပေါ့နော်ကော်စလုံးလေးအဲ့ဒါလေးဖောက်ကြည့်ပါမယ်ဒီကောင်တွေကမဲအစ်စ်တွေပေါ့နော်ဒီမှာလည်းနောက်ထပ်မဲအစ်စ်တွေရှိတယ်ကြည့်ချင်တော့အကောင့်ထဲမှာဝင်ကြည့်ဗျာကြာလို့ကျွန်တော်ဒီကောင်ဖောက်လိုက်ပါမယ်ဘာတွေပေါက်နေလဲဆိုတာအတူတူကြည့်မယ်ပေါ့နော်တွန်ချလိုက်မယ်အောက်တဲ့ဟာတွေကိုဒီရဲထဲပါမယ်တုတ်ကြသွားပြန်ကောက်လိုက်အောင်ကဲတုတ်ကြသွားတဲ့ဟာလေးကိုအရင်ဖောက်ပါမယ်မဲအစ်စ်ဆိုတော့ဘာတွေဘယ်လောက်ပေါက်လဲဆိုတာလိုက်ကြည့်ပေးထားကြပါဦးကဲစားဖောက်ပါမယ်ဘလိုပုံစံလေးတွေရှိတယ်ဘာတွေပေါက်နေလဲပေါ့နော်အဲ့တစ်ထက်နဲ့အထဲမှာစကူပန်အော်တရားလုံးလေးစားပေါက်ပါတယ်ထည့်ပါမယ်ကဲဟမ်အဲ့ဒါတရားလုံးမှာတရားလုံးတွေဝယ်စားသလိုဖြစ်ပြီလားမသိဟာတရားလုံးမှာပဲဟာပြောင်းကြီးတရားလုံးမဲ့ဟာလုပ်ကြပါဦးချင်းနေရတော့မဟန်ဘူးမိုးအေးလေးနဲ့အကုန်လုံးကွေးနေတာပေါ့နော်ကျွန်တော်လည်းကွေးကောင်းနဲ့အခုမှအေးရထားနိုးတာကျွန်တော်ထားဖောက်တာပဲဒီမှာကြည့်တရားလုံးပဲ10နိုင်တော့မထိုးသေးဘူးအဲ့လိုပဲမနေ့ဆိုစောစောစီကြုံအေးပြောရင်စကားများနေတယ်ပေါက်ပြီဝေါ1000နိုင်ပေါက်ပါတယ်ထည့်ပြီ1000တော့စားပေါက်ပြီပေါ့နော်ဘာတော့နေကြအောင်ဟာတရားလုံးမလေးဘုံလုံးလောက်ထကုန်တော့မလေးတရားလုံးကြီးကွာတရားလုံးတွေပြန်ရောက်စားမယ်နေသားမှရှိဟောတရားလုံးပဲမကြီးမဲရတော့အစ်စ်နော်မဲရတော့အစ်စ်ဟာမဲအစ်စ်ကလည်းတရားလုံးကြီးပဲမဟုတ်သေးပါဘူးကွာအေးပတ်သက်စားပေါက်ပြန်ပြီဘယ်လောက်အေးအောင်900တန်းကြီးပေါက်တယ်ပတ်သက်900တန်းလေးပါဒီမှာပါရအောင်ကြီး900ပါဟောတရားလုံးကြီးတရားလုံးကြီးကြားလုံးကြီးဟောနောက်တော့ကြားလုံးကြီးအမလေးဟောပြောရင်တရားလုံးကြီးပဲဒီမဲကကောင်းလားမကောင်းလားပဲပြိတ္တသူပဲပြောခဲ့လိုက်ပေါ့နော်ကောမန့်မှာကဲအဆုံးလေးတော့ဖောက်လိုက်အောင်မယ်ဗျာနောက်ခုတော့ခုကြံနေတယ်ကဲတရားလုံးကြီးတရားလုံးကြီးကွာအမလေးဟောတရားလုံးကြီးကောင်းတော့မယ်ကွာ没有人来上嘛？哦，တရားလုံးကြီးကွာတရားလုံးလေးပဲပေါ့ဟာကြည့်ဦးတရားလုံးကြီးနှစ်မဲပဲကြံတော့တယ်ဘာတွေပေါက်လဲကြည့်နေနော်တရားလုံးဟောတရားလုံးကြီးကွာနောက်ဆုံးမဲကတော့ဘာပေါက်လဲနောက်ဆုံးမဲတော့မှာပဲဗျာမကြည့်လောက်တရားလုံးနဲ့ပြမယ်မတရားလုံးကြီးညာတစ်ခွက်ကြီးပဲရတယ်ခွက်ရဲတရားလုံးတွေပတ်သက်1500ရရပါတယ်ကဲဒီထက်လမ်းတဲ့ဗီဒီယိုလေးကြည့်ချင်တော့အကောင့်ထဲမှာဝင်ကြည့်ပါကျွန်တော်တနေ့ကို3ဖို့တင်ပေးပါတယ်